August လအတွက်ဝင်းနီရဲ့ဒညင်းကုန်းဈေးတလားတစ်ခါအစီအစဉ်ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ဝင်းနီဈေးရုံ3ကုန်းကြောက်တန်းမှာစမ်းပြီးတော့ဝယ်ကြည့်ခဲ့တဲ့င6ဆိုင်လေးတစ်ဆိုင်ကို review ပေးမှာဖြစ်ပါတယ်။ဆိုင်နာမည်လေးကတော့ချမ်းသာအောင်ဖြစ်ပါတယ်။ဈေးရုံ3ရဲ့ D line မှာရှိပါတယ်။ဝင်းနီဒီဆိုင်မှာငကွင်းရှက်ဝယ်ပါတယ်။ငကွင်းရှက်က quality တော်တော်လေးကောင်းပါတယ်။အားကြောင့်ဝင်းနီပြန်ပြီးတော့ review လေးပြန်ပေးတာပေါ့နော်။အားဆိုရင်ဝင်းနီဈေးနှုန်းလေးပြောပြမယ်နော်။ဒီင6ကလေးတွေကကြတော့လေကတ်တဘိုးအချိုကြောက်ကလေးလို့ပြောပါတယ်။တပိတ်တာကို2800ဈေးလို့ပြောပါတယ်ရှင်။ဒီအသားတွေအများကြီးနဲ့ငါးကလေငပုတ်တင်ကြောက်လို့ပြောပါတယ်။ငပုတ်တင်အစ်စ်ကိုမှလက်ဆိုင်ပေါ့နော်လက်ဆိုင်ဆိုတာအကြီးဆိုင်ပေါ့အဲ့ဒါကိုမှတပိတ်တာ9600ဈေးလို့ပြောပါရရှင်ကဲအခုလိုအသားတွေပဲတုံးထားတဲ့င6ကိုကြည့်ပါအောင်ရှင်ဒါငကွင်းရှက်အသားတုံးနေဖြစ်ပါတယ်တပိတ်တာကို6000ဈေးလို့ပြောပါရရှင်ဝင်းဒီကလေငကွင်းရှက်ကို9000ဈေးတွေကဝယ်လာတာနောက်လာကြရင်ဝင်းဒီ6000ဈေးတွေကဝယ်စားမယ်ချမ်းသာအောင်င6ဆိုင်မှာကငကွင်းရှက်ကိုအမျိုးအစား3မျိုးရောက်နေပေါ့နော်အခုသူပြထားတဲ့ဒီင6ကကြတော့4000ဈေးဖြစ်ပါတယ်ဒီဘက်ကငကွင်းရှက်6က9000ဈေးဖြစ်ပါတယ်ဝင်းနီကဒီထက်ကဝယ်လာတာဖြစ်ပါတယ်ဒီဟာလည်းတော်တော် quality ကောင်းပါတယ်လက်လီဈေးနဲ့လက်ကားဈေးနဲ့ကတော့မတူဘူးပေါ့နော်လက်ကားယူမယ်များများယူမယ်ဆိုရင်တော့သူကဈေးတစ်မျိုးရှိပါတယ်ဝင်းနီကတော့လက်လီသမားဖြစ်တဲ့အတွက်90သားတို့ဘာလို့အဲ့လောက်ပဲဝယ်တာဆိုတော့လေလက်လီဈေးနဲ့ပဲရတာပေါ့နော်ဒီင6ကြတော့လေငရမ်းဖြူလို့လည်းခေါ်တယ်တဲ့ငပက်လွင်ငဖဲပြားဆိုလားအဲ့လိုမျိုးလည်းခေါ်တယ်လို့ပြောပါတယ်ရှင်တပိတ်တာကို3200ဈေးလို့ပြောပါတယ်ဝင်းနီလေးချမ်းသာအောင်င6ဆိုင်ကင6ဈေးအကုန်လုံးကိုတိချာလေးမေးခဲ့တယ်အဲ့တော့ဗီဒီယိုကိုစောင့်အောင်ကြည့်ပေးနော်ဒါကတော့ငတကွန်ဖြစ်ပါတယ်တပိတ်တာကို3200လို့ပြောပါတယ်ရှင်ဆိုင်ရှင်မကိုဆက်စုနေအမအဲ့ဒါကြီးကအကြီးကြီးပဲဘာငါးကြီးလဲပေါ့အမအဲ့ဒါငပုတ်ချောက်တဲ့ညီမလေးတဲ့တပိတ်တာကို6000ဈေးတဲ့အိုးနဲတာကြီးမဟုတ်ဘူးလို့အကြီးကြီးပဲပေါ့နော်အသားတွေကလည်းအများကြီးပဲဒီင6ကြတော့လေအယိုးလုံးငချောက်တဲ့တပိတ်တာကိုတဲ့4200ဈေးပါတဲ့သူကင6နာမည်ရှိတယ်ဝင်းကြီးကလေမသေးကြတာမမှတ်မိတော့လို့ဒါကကြတော့လေကတ်တပေါင်းကြောက်လို့ခေါ်ပါတယ်လုံးဝအတန်ပေါ့နော် quality အတန်4400ဈေးလို့ပြောပါတယ်ရှင်ဒါကကြတော့ခုနကင6ရဲ့ဖြတ်စပေါ့နော်ဟိုဝက်ကြောင်ကြက်ကြောင်ဖြတ်စလိုမျိုးလေဒီဖြတ်စကြတော့တပိတ်တာကို3400နဲ့ဟိုကတပိတ်တာ4400ဆို1000တောင်กว่าတယ်ဒါပိုတန်တယ်ဒီဆိုင်ကြတော့လေချမ်းသာအောင်ဆိုင်ရှိတက်တက်ရပဲငနီတူကြောက်နဲ့အာပြဲကြောက်တွေရောင်းတဲ့ဆိုင်ဖြစ်ပါတယ်ဒီဆိုင်မှာလဲဝင်းဒီဈေးလေးတွေမေးခဲ့ပါတယ်30ငနီတူတက်မိသားရောဒီမှာဒါကောင်းပြဒါဆိုရင်54 54ပုံမှန်လေးရှိရနော်54ဒါရောဒီက36 36ဒါဘာငါလဲအဲ့ဒါမိရတယ်ကောင်းပြ26ဟိုဘက်ကဟာ22 22ညာဆိုတော့ဒီမှာနော်ဟောဒါဟိုလေးတွေဒါအားပေးလိုက်တာအဲ့ဒါလေးဒါအကြီးက6000ကြီးရ6000ဟုတ်တော့နည်းနည်းတော့သေးတယ်လို့အဲ့ဒါဒီကအကြီးဆုံးဖြစ်နေမှာဒီ9000ခွဲအားပေးရောက်ပြလိုက်ပါအားပြကြောက်တွေဈေးကောင်းနေခဏအရင်တော့အချိုနေမှာစောင်းအချိုနော်ဒါက9000ခွဲ9000ခွဲတော့အချိုအတက်နေအဲ့တော့ကတ်တယ်လည်းရှိရပြကိုကမကြိုက်ပြီမဲ့အကြီးဆိုတော့ကက်ကလေးဘယ်လောက်လဲ9200 9200အသားလုံးကြီးကြီးပဲ9200ဝင်းနီဒီချမ်းသာအောင်င6ဆိုင်မှာပေါ့နော်ဩဂတ်လမှာစဝယ်ဖြစ်တယ်ဆိုပေမဲ့ဝင်းနီနောက်ပိုင်းဝယ်မဲ့င6ဆိုင်မှာတော့ပါသွားပြီပေါ့နော်အဓိကလေသူတို့ဆိုင်ကဈေးမှန်တယ်ပစ္စည်းလည်းမှန်တယ်ပြီးတော့ဆိုင်ရှင်ကလည်းသဘောကောင်းတယ်ပစ္စည်း quality လည်းကောင်းတယ်ပေါ့နော်ဝင်းနီကအခုချိန်ထိင6ဆိုင်ကိုတက်ကို vlog တစ်ပုတ်တင်ပြီးတော့ review ပေးထားတာမရှိသေးဘူးပေါ့နော်ဒီဆိုင်လေးကပထမဆုံးဖြစ်မယ်ထင်တယ်ဝယ်လို့လည်းအဆင်ပြေတယ်အကယ်၍တငင်းကုန်းဈေးကိုရောက်တယ်ကုန်းကြောက်တန်းကိုရောက်ဖြစ်တယ်ဆိုရင်ဒီဆိုင်မှာစမ်းပြီးတော့ဝယ်ကြည့်ပေါ့နော်ဒီဆိုင်ကင6ကိုလက်ကားတွေလည်းပေးပါရနော်ပြန်ရောင်းချင်တဲ့သူတွေအတွက်လည်းအဆင်ပြေမယ်ထင်တယ်အားလုံးပဲအဆင်ပြေကြပါစေ